present tense လေးကိုကြည့်အောင်နော် simple present tense ရဲ့ pattern ဒီဒီလိုက subject plus verb 1 SES ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ simple present tense ကိုသုံးတဲ့အခါမှာဘယ်လိုဝေချမျိုးတွေမှာသုံးလဲဆိုလို့ရှိရင်ဒီချက်တော့တစ်ချက်လေးလောက်ကြည့်အောင်နော်ဒီမှာဆိုလို့ရှိရင်သူကအချက်၃ချက်ရှိပါတယ်အဲ့ဒီအချက်၃ချက်က simple present tense သုံးဖို့ရအတွက်ပေါ့နော်အဲ့တော့ပထမအချက်မှာသူက happen regularly လို့သူကပြထားတယ် happen regularly ဆိုတာတာမန်ဖြစ်ပြနေတဲ့အဖြစ်အပျက်ဟုတ်နော်တာမန်ဖြစ်ပြလေးတွေမြန်မာကာလမှာဖြစ်နေတဲ့တာမန်အဖြစ်အပျက်လေးတွေပြောတဲ့အခါမှာဒီချက်တော့ happen regularly နဲ့သုံးတယ်ဘယ်လိုစနစ်မျိုးမှာသုံးလဲဆိုရင်အခုလောလောဆယ်ဒီချက်တော့အပြင်ကိုကြည့်လိုက်တဲ့အခါမှာနေတာနေဒါဆိုလို့ရှိရင် it's sunny ဟုတ်နော်နေတာနေတယ်ဆိုတဲ့ဟာလေးကိုဒီချက်တော့ it's sunny ဒါဆိုရင်ဒါလေးကနေတာနေတယ်ဆိုတဲ့ဟာလေးလောလောဆယ်ကိုကနေတာနေလို့မလို့နေတာတယ်ပြောလိုက်တာနောက်တစ်ခါမိုးရွာနေတယ်လို့များပြောခဲ့မယ်ဆိုလို့ရှိရင်ဒီချက်တော့ကမိုးရွာတယ်ဆိုရင် it rains နော်မိုးရွာတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ပြီနော်အဲ့ habitual action ကိုဒီချက်တော့က at borrow frequency လေးနဲ့တွဲပြီးပြောပြရတယ်အဲ့တော့ at borrow frequency လေးဆိုတာဘယ်လိုဟာလေးတွေပြောမလဲဆိုလို့ရှိရင်ဒီချက်တော့ကကလေးလေးအများကြီးသိပါတယ် always ဟုတ်ပြီနော် often ပြီးလို့ရှိရင်ဗါလဲ sometimes ပြီးလို့ရှိရင်နောက်တစ်ခါပါလဲ usually အဲ့ဒါတွေကတော့အသုံးအများဆုံးပါနော်အဲ့ဒါလေးတွေကအသုံးများဆုံးစသဖြင့်ပေါ့ဒီလို at borrow frequency လေးနဲ့တွဲပြီးတော့မှ habitual action လေးကိုဒီချက်တော့ကပြောရပါတယ်ကဲဒါဆိုရင်ဘယ်လိုဟာလေးပြောမလဲကျွန်တော်မနေ့တိုင်းအေးရဆော့ဆော့ထားတယ်မနေ့တိုင်းအေးရဆော့ဆော့ထားတယ်လို့ပြောတဲ့အခါမှာဒီချက်တော့က I usually get up every morning ကျွန်တော်မနေ့တိုင်းအေးရဆော့ဆော့ထားတယ်ဟုတ်တယ်ကျွန်တော် true ကိုပြောတဲ့အခါမျိုးမှာဒီချက်တော့ကကျတော့ရေပုံရအမှန်တရားတွေကိုပြောတာပေါ့ရေပုံရအမှန်တရားတွေဘယ်လိုပြောမလဲဆို the sunrise in the east not in the east အရှိရက်ကနေပြီးတော့မှ the sunrise နေထွက်လာတယ်အရှိရက်ကနေထွက်တယ်ဟုတ်လားဒါရေပုံရအမှန်တရားဒါတဘာဝအမှန်တရားတွေပေါ့ဟုတ်နော် the salt is salty honey is sweet ပြားရည်ကချိုတယ် honey is sweet ပြားရည်ကချိုတယ်ဒီလိုဟာမျိုးလေးပြောတဲ့အခါမှာဒီချက်တော့က general truth ဆိုတဲ့အမှန်တရားကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ simple present tense နဲ့ရေးပြရပါတယ်ကဲဒါလေးဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချက်တော့ဒီမှာ happen regularly ဆိုတဲ့ဟာလေးကိုဒီချက်တော့ရေးကြည့်အောင်နော်အဲ့တော့ဘယ်လိုပုံစံလေးရေးမလဲဆိုလို့ရှိရင်မိုးရွာတယ်ဟုတ်နော်မိုးရွာတယ်အဲ့ဒါဆိုရင်ဒီချက်တော့ဒီမှာရေးမယ် it rains နော်မိုးရွာတယ် it rains အဲ့တော့ကြည့်လိုက်တယ်တရတိစားနဲ့သူမတရတိစားတယ်သူမတရတိစားတယ်ဆိုတော့သူမဆိုတော့ဒီချက်တော့ subject ဆိုတော့ she ပေါ့ဟုတ်ပြီနော်ပြီးတော့ကျတော့စားတယ်ဆိုတော့ verb ကိုအရင်ရေးမယ်ဆိုတော့ eat ပေါ့ subject က she subject အနေဆိုတော့ဒီချက်တော့ verb မှာ ss ပေါင်းပြရမယ် she eats ပြီးတော့ဗာစားလဲဆိုရင် mango တရတိကိုစားတယ်အဲ့တော့ဒီချက်တော့ she eats mango သူမကတရတိစားတယ်ပြီးတော့ရှင်ဒီချက်တော့နောက်တစ်ခုဘာစားအောင်ရှိတယ်သူမဆိုင်ကယ်ရှိတယ်သူမ new bike ရှိတယ်ပေါ့နော်အဲ့တော့သူမစပိန်အသစ်တစ်စီးရှိတယ်သူမစပိန်အသစ်တစ်စီးရှိတယ်အဲ့တော့သူ့မှာဆိုရင်အသစ်တစ်စီးရှိရဆိုတော့သူ့မှာရှိတယ်လို့ပြောတော့သူ့မှာရှိတယ်ဆိုတော့ဒီက he has နဲ့တွဲမယ် he has သူ့မှာရှိတယ်ကောင်းလားဘာရှိရလဲစပိန်အသစ်တစ်စီးဆိုတော့ a new bicycle လို့ပဲပြော a new bicycle new bicycle ဘာမလဲအဲ့တော့ he has a new bicycle သူ့မှာစပိန်အသစ်တစ်စီးရှိတယ်ဒါလေးတွေတခြား happen regularly ကိုသုံးပြီးတော့မှရေးတာပါဟုတ်ပြီ habitual action နဲ့ပတ်သက်တဲ့ဟာလေးမှတခြားတော့ပြောကြည့်မယ်သူမကအေးရာဆော့ထားလေးရှိတယ်ဆိုတော့သူမကအေးရဆော့ထားလေးရှိတယ်ဆိုတော့ she usually gets up early ဆိုတော့ she ဆိုတဲ့ subject အနေနဲ့သုံးထားရင်ဒီအထိ get မှာဒီချက်တော့က s ပေါင်းပြရမယ်ဟုတ်ပြီနော်she ရဲ့ subject နဲ့ verb ကိုဒီချက်တော့ sentence ကြောင်းရေးပြီးတော့ subject နဲ့ verb ကိုအနေနဲ့ပြန်ရေးပြရမယ် subject ကအနေဆိုလို့ရှိရင် singular ဖြစ်နေရင်ဒီချက်တော့ကလည်း verb ကို singular form ဖြစ်အောင်ပြန်ရေးပြရပါမယ် subject က plural form နဲ့ရေးထားရင်ဒီချက်တော့က verb ကိုလည်း plural form နဲ့ပြန်ရေးပြရပါမယ်ကဲဒါဆိုလို့ရှိရင်ဒီချက်တော့ she usually get up early သူမကအဲ့ရဆော့ထားလေးရှိတယ်ဒီလိုလေးပြောလိုက်ဟုတ်လားသူတို့တွေကတပတ်မှာတစ်ချိန်လောက်တော့ကျွန်တော်တို့စီကိုလာလဲတယ်အဲ့တော့ပြောချင်တာကသူတို့တွေကနော်တပတ်မှတစ်ချိန်တော့ကျွန်တော်စီလာလဲဆို subject ဆိုတဲ့ကောင်ကြီးကသူတို့တွေပေါ့နော်အဲ့တော့ they ပေါ့သူတို့တွေကဆိုတော့ they လာလဲတယ်ဆိုတော့ visit visit အောင်နော် they visited ဘယ်သူစီကိုလာနေတာတော့ဟုတ်ပြီနော်ကျွန်တော်တို့စီကိုဟုတ်ပြီနော်ကျွန်တော်တို့စီကို they visit သူတို့တွေကကျွန်တော်တို့စီကိုလာကျွန်တော်တို့စီကိုဆိုတော့ US us ပေါ့ they visited us တပတ်မှတစ်ချိန်လို့ပြောတာကြာတာတစ်ချိန်ဆိုတော့ once တပတ်မှဆိုတော့ a week နော် once a week တပတ်မှတစ်ချိန်ပေါ့အဲ့တော့သူသုံးထားတဲ့ဟာက once a week ဒီ a borrow frequency ဖြစ်ပါတယ်သူတို့တွေကကျွန်တော်တို့စီကိုတပတ်မှတစ်ချိန်လောက်တော့လာနေပါတယ်ဒီမှာ subject မှာ they ဆိုရဲ plural form ဖြစ်နေလို့
visit မှာဆိုတဲ့ teacher ကဒီ buff 1ကို plural form နဲ့ရေးထားတော့ SES ပေါင်းစရာမလိုပါဘူး။ဒါလေးကတော့ habitual action နဲ့ပတ်သက်ပြီးတော့မှပြောတာပေါ့။နောက်ထပ်ပြောလို့ရသေးတာတွေရှိသေးတယ်။သူကအမြဲတမ်း answer တွေကိုလုပ်တယ်ဆိုလို့ရှိရင် သူအမြဲတမ်း answer တွေလုပ်တယ် he always do his homework ဟုတ်နော် he always do his homework သူကသူ့ရဲ့ answer တွေကိုအမြဲတမ်းလုပ်တယ်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါလေးတဲ့ teacher တို့က habitual action လို့ခေါ်တဲ့နော်ဒီအလေးထားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးသားတဲ့အခါမှာ teacher တို့ subject verb 1ကိုမှ adverb frequency နဲ့တွဲပြီးရေးသားတဲ့အသုံးအနှုန်းလေးပါနော်ဆိုတာဒီကျတော့တဘာဝနဲ့ဆက်ဆက်တဲ့အမှန်တရားတွေကိုပြောတာပါဥမာကွာပြားကြီးကချိုးလေဆိုတာမျိုးပေါ့နော်စားရုံကနေဆိုတာမျိုးကဲဒါဆိုလို့ရှိရင်ဒီကျတော့ဒီမှာလေးအရင်ဆုံးဒီမှာလေးနဲ့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်art ပေါ့ ERT at the art အဲ့တော့ဒီမှာ art မှာဒီကျတော့ either နဲ့စားတယ်တရနဲ့လည်းစားတယ်အာတန်လည်းထွက်နေရဆိုရင် article တဲ့ကိုဒီကျတော့ there လို့ဖတ်လို့မရဘူး the လို့ဖတ်မယ်နော် the art ဟုတ်နော် the art ကဘာကြီးကဟုတ်နော်လဲပတ်တယ်ဘလို့လဲပတ်တာ moves around နော်တစ်ဖက်ပတ်တယ်လို့ပြောတာနော် moves around the art M O V O R O U N D wrong the sun ဘာကြီးကနေကိုလက်ပတ်တယ်เนาะဒါဆိုရင်ဒီ shadow ကဒါတစ်ခုတည်းလို့ရှိတဲ့အရာကြီးမလို့ဒါပါတော့ S เนาะ subject မှာ above မှာဒီ shadow SES ပေါင်းပေးရမယ်နောက်တစ်ခုဒီ shadow ပြောလို့ရသေးတယ်နော်ပြားရီကချိုးတယ်ပြားရီကချိုးတယ်ပြားရီကချိုးတယ်ဆိုတာကကျတော့ honey H O N E Y honey is sweet S W E T sweet honey is sweet နောက်ဒီမှာ accident နဲ့ verb to be နဲ့ပေါင်းလိုက်တဲ့အခါမှာ verb 1လို့ကိုသူလုပ်ဆောင်တယ် honey is sweet နော်ပြားရီကချိုးတယ်ဘာဖြစ်လို့ရှိရင် line is the salt is